ဒီနေ့ကတော့ဒီကံမှာကျွန်တော်ဘော်ဒါရလက်စမှာတစ်ချက်ကြည့်ပါဘောနော်ဘာကောင်ရမလဲလောလောဆယ်များလာဆင်တယ်ဆင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာစများမှာပေါ့တဲ့ဒီနေရာမှာဒီကံထဲမှာတကယ်ကောင်ကြီးတွေရှိတယ်ဒီနေ့ရမလားဆိုတော့ကျွန်တော်ဆက်တော့စောက်ကြည့်မှာပေါ့နော်โอเคကြည့်မယ်ဟုတ်ပြီကျွန်တော်10မိနစ်လောက်မြားလိုက်5မိနစ်လောက်ကြာပြီဒါကျွန်တော်တို့ဒီမှာတကောင်ဆွဲပြီပေါ့နော်ဆွဲထားတာတော့တော်တော်ကောင်အကြီးပဲကြည့်ရဖို့တော်တော်ကိုကြီးတယ်ဒီမှာဆွဲထားတာဟုတ်ပြီအဲ့လိုမျိုးကောင်ကြီးဆွဲတဲ့ခါကျရင်တပလိတ်တဲ့သူဆွဲကိုဆွဲလို့အဲ့လိုမရဘူးအဲ့လိုမျိုးဆွဲလို့ရှိရင်လုံးဝပြတ်ပဲကျိုးပြတ်ပြတ်မပြတ်ရင်မြားပြုတ်တယ်ကျိုးပြတ်တာများတာမဟုတ်အခုငါ့ဘယ်လိုပြန်မအားပိတ်ကုန်ရတယ်သူ့ပေးဆွဲလိုက်ကိုဆွဲလိုက်သူ့ပေးဆွဲလိုက်ကိုကပြန်ဆွဲလိုက် shorting လုပ်ပြီးတော့ဆွဲပြီးတော့ကျွန်တော်ကန်းကိုပါလာအောင်ယူရတာမနော်တပလိတ်တဲပဲခါရပြီးဆွဲယူမယ်ဆိုရင်တော့သိကြတယ်ကောင်ကြီးဆိုရင်တော်တန်ပြန်မပါလာဘူးပြတ်တာများတယ်အဲ့တော့အခုကန်းကိုရောက်လာရင်ကျွန်တော်ကြည့်မယ်ဒီကောင်ဘာကောင်လဲပေါ့ဘယ်လောက်ကြီးလဲပေါ့တော်ကြီးသွားတာပဲဟုတ်မလားဘာထွက်ကြည့်မလားဘာထွက်သွားကန်ဟဲ့ဘာဖုံးမလိုက်ဘူးငါများအမကြည့်ဘာထုတ်မလဲဘယ်လိုထုတ်လဲဒီကောင်တော်ကြီးတယ်ဝါတော့လာမထုတ်လို့ရတယ်ငါဘယ်လိုလုပ်မလဲလောက်ကြီးတယ်မားနဲ့လူနဲ့တော်ကြီးဦးဘာဟဲ့အော်ကြီးအခုကျွန်တော်ကတက်ချက်ရကတက်ပဲမမြင်ရဘူးအေးမြင်ငမြနဲ့ကြိုက်တယ်ငမြတော့ဟာကြည့်စမ်းအရမ်းစီးတယ်ရန်ရှိဖြစ်သွားတာဒီကားလေဝါဒါကတော့9ကီလိုနဲ့ဆိုတော့9ကီလိုရှိမယ်နော်ဟုတ်ပါကောက်10ကီလိုရှိ10ကီလိုလောက်ရှိငမြတော့ခံတယ်နေရောနောက်တစ်ချက်ကနောက်တစ်ချက်ဟုတ်အသက်ရိုက်တာโอ้ยก็กดติโลดเต็มเนี่ยตัวแก่งามๆเก่าไปนี่ก่อนงามๆก็เก่าnó tàu chỉ giỏi nhưng mà lại bị nó dọn khá gì ba nó dọn đó rồi không bị lại đi có cho ấy dù quá mình này đâu mình dù điều mà cho quá bụi lên cái gì thì cố vậy là thì đó cổng chỉ đua rồi lùn đấy bao còn mẹ là đọc hay rồi lùn đấy gì nó thì còn suối là bám chịu nó suối này rồi đi lùn đấy ngó nó xí quá rồi cầu này đấy cổngဟုတ်ပြီဒါကတော့ဒုတိယတစ်ကောင်ထပ်ရတာပေါ့နော်80နောက်စိတ်ပဲ4မိနစ်5မိနစ်လောက်ချားပြီးတော့နောက်တစ်ကောင်ထပ်ရတယ်ကျွန်တော်ထိတဲ့ချိန်မှာသူဆွဲတဲ့ချိန်မှာပြေးလာမှမီလိုက်တော့ကမ်းမှာရောက်နေပြီဒီကောင်ကတော့3ကီလိုကောင်ခုနကကောင်လုံးမဟုတ်ဒီကောင်ကတော့လောကအေးပါသွားမယ်ကောင်ပေါ့နော်ဒီကောင်ကြောက်တော့ယူပြမယ်ဒီကောင်ငချင်း3ကီလိုကောင်ပေါ့နော်ဒီနေ့ဆွဲလိုက်တာတကယ်ရတာရှိပဲကောင်ကြီးပဲပေါ့နော်နှစ်ကောင်ရော့ဒီမှာပါလာပြီမကျန်နေတဲ့ကောင်ကိုဒီကောင်အားကောင်းတယ်ဒီကောင်ဆွဲဖို့တော်တော်လေးဆွဲရတယ်ဒီကောင်လေးမဟုတ်လို့ရှိရင်ကျူပြတ်တယ်ပေါ့နော်
ဒီတော့3ကီလိုတော့မကောက်ဘူး ကောက်ဘူးနဲ့ 5ကီလို ဝေးဒီကောင်ဒီခါမှလာနေရောရှယ်တော့တကောက်ရပြီဒီကောင်ကျတော့အိမ်ပါပဲအမှန်ကန်အဲ့တော့ငချင်း ကြီး ဟိုရှယ် ယူမ ဟုတ်ပြီဒီကောင်ကျတော့ကျွန်တော်ယူပြန်မဲ့ကောင်ပေါ့နော်လှတယ်လက်ဆန်နေရောပဲငချင်းနဲတဲ့ကောင်ပေါ့3ကီလိုတကောင်ကျွန်တော်10ကီလိုတကောင်10ကီလိုတကောင်ကတော့ကြီးသွားလို့ကျွန်တော်ပြန်မယူဘူးအဲ့ဒီကောင်ကျတော့ပြန်လှုပ်လိုက်တော့နော်ဒီကောင်ကျတော့ကွက်တိပဲပေါ့နော်အိမ်ပြန်ယူသွားဖို့အဲ့တော့ဒီကောင်လှတယ်စိတ်လက်နေတဲ့ခါတိုင်းပဲလက်ဆန်နေတာပေါ့နော်ဒီကောင်နှစ်ကောင်ရပြီ7မိနစ်ကြော်တန်းမှာကောင်ကြီးပဲဆက်ပြီးတော့နှစ်ကောင်ရတာပေါ့နော်ဆိုတော့မဆိုးလို့ပြောမှဒီမှာများရတာမိုက်တယ်โอเคပြီးပြီဆိုတော့ကျွန်တော်ငါးယူတော့ကျွန်တော်ပြန်ဖို့ပဲရှိတော့တာပေါ့နော် ခါရောအိုးအေးပြန်ခါနေနေတော့သေးတော့ပါ ပြန်တော့မှာဒါဆိုရင်နော်